ကျွန်တော်တို့နာရီပေါ့နော် 2 AM မှာ starting height စလုပ်ခဲ့တယ်ပေါ့ ပူတယ်ခွေတော့ဟာပူတယ်ခွေတော့ဟာပူမညာဒီကနေ့ Yeah, it's okay. တို့ကြောင်းလာလာ ကျွန်တော်အခုတော့ blue fire ကိုဆင်းနေတာပါကျွန်တော်မနေ့ကကျွန်တော်7နာရီတည်းကကျွန်တော်ထွက်ခဲ့ပါတယ်ခုတော့3 36မိနစ်ရှိပါ ကိုကျွန်တော်တနာရီခွဲလောက်တောင်တက်လာပြီးတောင်ခက်ခဲတော့တက်ခဲ့ရပါတယ်တောင်တက်ခက်ခဲရတဲ့အတွက်ကျွန်တော်အခုတော့လောလောဆယ်တောင်ပေါ်ရောက်ပါပြီတောင်ပေါ်ကနေကျွန်တော်တို့ဟိုးအောက်က Ejan ကကျွန်တော်တို့ blue fire တွေကိုကျွန်တော်တက်ကြည့်ရနေပါတယ်ကျွန်တော် blue fire တွေတက်ကြည့်ဖို့ကျွန်တော်3:30 PM 3:30 AM ဖြစ်နေပါပြီကျွန်တော်တို့တညတော့လည်းမအေးရသေးပါဘူးကျွန်တော်တို့တောင်တွေဘူးမဲ့ခင်ရသလိုအောက်ဆီဂျင်မတ်တွေလည်းတက်ထားပါတယ်တကယ် suffering နာမည်ဒီအများနေလို့တို့လူတွေသားများနေပါလေအောင်ပါကျွန်တော်ညမှာလိုပါရဲ့ကျွန်တော်အခုကတိချာမမြရသေးကျွန်တော်နည်းကြမှာတိချာရိုက်ပြင်မယ်ဗျဒါတော့အခုညကျွန်တော်သွားလာတဲ့မတန်ကိုကျွန်တော် record ယူတာဖြစ်ပါတယ်ဒါတော့ခွက်ခင်းနေပါလေတကယ်ချောကြမှာတောက်တဲ့ဒီမှာလုံးဝကြောက်ကြီးပါရှင်းလို့ကျွန်တော်တို့ရှင်းဖို့လမ်းမရှိပါဘူးလုံးဝဟိုမီးတောင်ရဲ့အပေါ်ထဲကိုဆင်းနေတာပါအားလုံးနဲ့ပါဒီလို mask လေးအောက်ထားပါတယ်သူ့မီးထိုးတော့ဒီလို mask လေးနဲ့ကျွန်တော်ဆင်းရတာပါကျွန်တော်ခဏရလိုက်ပါမယ်အနေများရဲ့အတွက်ခဏရလိုက်ပါမယ်ကျွန်တော်ဒေးထိုင်ဆင်းနေရပါတယ်ကျွန်တော်ထိုက်ရိုက်ပြပါမယ်ကျွန်တော်လိုပါလေးအောင်ရောက်ဖို့ဒီတိုင်းကျွန်တော်ခက်ခဲဆင်းရအောင်ပါဟိုအောင်ပါပါ blue fire တွေအောင်ပါပါ okay thank you နည်းလေးမှတ်တယ်နည်းလေးမှတ်တယ် အစားပါတော့နေဖြစ်ပါလေအမီးပိတ်လိုက်တယ်အစားပါနေရိုင်းခုဆိုရင်ကျွန်တော်တို့4နာရီထိုးပါပြီထိုးရလည်း4နာရီဆိုတော့ပါပဲဆက်လက်ပြီးဆင်းနေကြတော့ပါမတ်စတီလည်းဝတ်ထားပါတယ်ဒါလည်းကူးဆိုင်နေရတယ်ခဏတော့ဒါလည်းများပါလေဒါ record လေးရအောင်လို့အားလုံးကိုရိုက်ကူထားခြင်းဖြစ်ပါတယ်တော့အောက်ဆီဂျင်နဲ့ပြတ်ပါကျွန်တော်တန်းကိုတန်းရအောင်တင်အားပါလာရပါမလားဒီချောက်ကြည့်ပါYa está bien, luz. A los pies, a los pies. Hey, keep moving right. Keep moving right. Awas, minggir dulu, yang mau turun ada penambang. Blue fire မြင်နေရပါပြီ။အဲ့နေရာတောင်းပါပါ။ဒါ blue fire ပါကျွန်တော်အနည်းငယ်ထည့်ရပေးပါမယ်။ Blue fire. Di blue fire ကိုကြည့်လို့ရပါတယ်။တော့finally blue fire တွေ့ရပါပြီ။ဆိုတော့ smoke အရင်ရှိနေပါတယ်။ဒါ blue fire တွေပါ။ဆိုရတဲ့ blue fire တွေအဲဒီစီးတော့အားလုံးပါမတ်ဘူးပြပါ Suki, please come. After this, one by one. No problem. Waiting after this. Okay. Do Paulo mo máscara de licença. Your high. Mais certo. Your high for the close your eyes. Wait. Vale, sí, ya es para respirar. No más. Okay, no más. Wait. Wait, only the small blue. I want big blue. Di rumah saya
blue fire ကိုမြင်ရဖို့ကျွန်တော်တို့ညတကောင်မနေ့2နာရီလောက်ကစတက်ကြအောင်သူကနေထွက်လာရင်ကျွန်တော်မမြင်ရဘူးနေထွက်လာရင်အဲ့ဒါတွေကဖြည်းဖြည်းတဖြည်းဖြည်းချင်းနဲ့ပျောက်သွားတော့ကျွန်တော်တို့ညကြီးမှာပဲတောင်တက်ခဲ့ပြီးတော့ကျွန်တော်တို့ဒီ blue fire ရှိတဲ့ဒီနေရာကိုဆင်းရတာပေါ့နော်အဲ့ဒီဗီဒီယိုတွေတော့ကျွန်တော်ခဏလေးဆက်ပြီးကြည့်ရမယ်ပေါ့ဒါတော့ကျွန်တော်တို့မိက blue fire ကိုမြင်ရတာပါအဲ့နဲ့တော့ရမ်းမရပါတယ်ဒါပေမဲ့ဘောရော်ဒတ်ပေါ့နော်ကျွန်တော်တို့ပြင်ပန်းခံကြုံတတ်တယ်ဒီ blue fire မြန်ဟိုအတွက်ခက်ခက်ခဲခဲလာခဲ့ရတဲ့ land key က blue fire ရာဒီဥလိုကောင်းနေတာနဲ့တိုးပြီးတော့ကျွန်တော်တို့ blue fire ကိုတိကျတွေ့လိုက်ရတာပေါ့ဒါကျွန်တော်တို့အတွက်တော့မမေ့နိုင်စရာ key တစ်ခုထဲမှာအမြဲအမှတ်တရရှိနေမှာပါကျွန်တော်တို့ blue fire ကိုကြည့်နေတော့လေအရန်ဝေ့လာတာရဲ့နောက်ကျွန်တော်တို့အသက်ရှူရတာရန်ခက်လာတော့ကျွန်တော်တို့အများဆုံးအပေါ်ပြန်တက်ခဲ့လာပဲတက်ခဲ့ပြီးတော့ကျွန်တော်တို့အခုမိုးလင်းအလင်းအောင်စောင့်တာပေါ့အလင်းအောင်စောင့်ပြီးတော့ကျွန်တော်တို့ဒီရှူကင်းတွေကိုတဝါရီတူတူခန်းစားကြမယ်နော်โอเคဆက်ကြည့်အောင်ပါခုဆိုရင်တော့အလင်းအောင်လည်းလေးဆက်ထွက်လာပြီပေါ့ကျွန်တော်တို့အာယုံတက်လာပြီပေါ့ကျွန်တော်တော်တော်လေးတော့ထိုင်ဆောင်လိုက်ရတယ်ထိုင်ဆောင်ပြီးတော့ကျွန်တော်တို့ခုမနေ့ညဒီညဆင်းခဲ့တဲ့ဟာကိုအပေါ်ကနေခုကြည့်နေကြတာပေါ့ကျွန်တော်တို့ဒေချာမြင်ကြံတို့အကြာကြီးစောင့်တာပိုကောင်းတယ်ပေါ့နော်လင်းနဲ့အရာကိုပုံမြင်ရဒါကတော့ကျွန်တော်တို့ခုညမြင်ခဲ့တဲ့အရာတွေကိုခုမနေ့ကျတော့ကျွန်တော်တို့ဗီဒီယိုလေးအတူလေးခဏပြန်ရိုက်ထားပါဒါတော့ကျွန်တော်တို့ညကခုနကကျွန်တော်တို့ကြည့်ခဲ့တဲ့အရှိမကြည့်ခဲ့တဲ့ blue fire တွေကိုမြင်ခဲ့ရတဲ့နေရာပေါ့နော်ကျွန်တော်တို့မိုးလင်းထိုင်ဆောင်နေဆိုတာဒီဥစ္စာကိုအပေါ်ကနေကြည့်ကြတာဘာတွေဖြစ်မလဲပေါ့ blue fire ကအဓိကသတိထားမှာကျွန်တော်တို့အလင်းရောင်မှာမမြင်ရအောင်အဲ့အတွက်ကျွန်တော်တို့midnight လောက်မှာ hiking လုပ်ပြီးတော့ညအမောင်တွေပါပဲကြည့်မှာကျွန်တော်တို့ blue fire ကိုတေချာမြင်ရမှာကျွန်တော်တို့အလင်းရောင်ရှိလာရင်တော့ပျောက်သွားပါပေါ့ဒါကတော့ကျွန်တော်တို့အခုမြင်ရတဲ့မြင်ကွင်းမှာကျွန်တော်တို့အခုမြင်ရတာကတော့ကျွန်တော်တို့အကြီးဆုံးရေကန်ပေါ့ဒါပေမဲ့အဲ့ရေကန်ရေချိုးလို့မရတဲ့ရေကန်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါအကြီးဆုံး acid ကန်ကြီးဖြစ်နေလို့ပါပဲဒါတော့ကျွန်တော်တို့ညကကျွန်တော်တို့တောင်တက်တော့တောက်လျှောက်မြင်ခဲ့ရတယ်ကျွန်တော်ဘေးနားကနေအထမ်းနေနဲ့အပေါ်တက်သွားတဲ့ဟာကျွန်တော်တို့စိတ်ဝင်စားနေတာအဲ့လိုပဲကျွန်တော်တို့တောင်တက်ပြီး blue fire ကြည့်ပြီးတော့အပေါ်ပြန်တက်လာတဲ့အချိန်မှာဒေတာကန်တွေရဲ့နေ့စဉ်လှုပ်ဆောင်မှုတွေကိုမေးမြန်းပြီးတော့ကျွန်တော်တို့ဝင်ရောက်ထမ်းကြည့်တဲ့အချိန်မှာထင်သားတာတဲ့ပေါ့နေတယ်တော်တော်လေးတဲ့ဆိုင်ခဲတွေဖြစ်နေဆိုတာသိခဲ့ရပါတယ်။ပတ်ဝန်းကျင်ဒီအပေါ်မှာကျွန်တော်တို့ရှောက်ကြည့်တယ်ကျွန်တော်တို့တဘာဝရဲ့အလားတရားတွေကိုခံစားတယ်ကျွန်တော်တို့အဲ့နောက်မှာတော့ကျွန်တော်တို့ငွေချင်း၄ယောက်တောင်ပေါ်ကနေပြန်ဆင်းလာခဲ့ကျွန်တော်တို့နောက်ထပ်ခီးစဉ်တွေဆက်သွားဖို့ရှိရပေါ့ဒါဒီ blue fire ကိုကြည့်ဖို့ကိုက plan ရှိတယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ကတော့ကျမကြီးကောင်းအောင်မယ်ဒီ heavy မတို့တက်ခဲ့တဲ့ဘာတူကပို့ပြီးတော့ဗျာဘာတူလည်းပို့ပြီးတော့တော့တိုင်လောက်တွေးမိရင်မားမယ်ပေါ့အဲဆိုကျွန်တော်တို့ချမ်းမအောင်လုပ်ပါပြီးတော့ဘာနဲ့လဲဆိုင်နေလဲဆိုတော့ကျွန်တော်တို့ယာဒီဥနေလဲတိုက်ရိုက်အချိုးချပါတယ်အဲဆိုတော့ကိုသွားမဲ့အချိန်ကိုတေချာလေ့လာစေချင်ပါတယ်အားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးဆောင်ကြမယ် bye Thank you.